အားလုံးပဲမင်္ဂလာပါကျွန်တော်စိုးစံမိုဘိုင်းနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ကဲနေရာသီးလည်းရောက်လာပြီဆိုတော့ရာသီဥကလည်းရမ်းပူလာပြီဂိမ်းဆော့လေးတွေဖုန်းဝင်ပူခြင်းဦးအေးမြလေးပဲကန်နေတယ်ဆိုလို့ရှိရင်เนาะကျွန်တော်ကိုလင်းမှန်လေးနဲ့မိတ်ဆက်ပြီးတော့ဖြစ်ပါတယ်ခင်ဗျဟုတ်ဒါကျွန်တော်ဆိုင်မှာရောက်ကြည့်ထားတဲ့ကိုလင်းဖန်လေးပေါ့နော်ဒီကောင်လေးကျွန်တော်ဟိုကို brand လေးဖြစ်ပြီးတော့သူကတော့ကုမ္ပဏီအမကန်ဝိုင်းကြီးရပါမယ်ဗျဒီကောင်လေးရတော့ China make လေးဖြစ်တဲ့အတွက်ဝိုင်းအမကန်တော့ဘာတော့တိုင်းပဲဒီကောင်လေးအေးတဲ့စနစ်ကတော့တော်လေးကိုမြင်နေဗျသုံးရတယ်တော်လေးစင်ပြေဒီကိုလေးမှန်လေးဆိုလို့ရှိရင်လည်းဘယ်လိုပြောရမလဲသူကနောက်မှာတန်လိုက်ပြလေးပါပြီးအဲ့တန်လိုက်ပြလေးကိုဖုန်းမှာတက်ထားရလို့ရှိရင်ဒီကိုလင်းဖန်ကိုကြိုက်တဲ့ချင်းတက်လို့ရတယ်ဗျသူကတော့ guide စနစ်တွေပါအတွက်လည်းပါသေးတယ်ဒီမှာဖုန်းကိုချိတ်ရရမခိုင်းနဲ့ပါတာမဟုတ်တန်လိုက်ပြရင်တော့ညနေဆိုတော့ဒီကောင်တန်လိုက်ပြလေးပါသေးတယ်ဒီကောင်ဆိုလို့ရှိရင်တော့တော်တော်လေးကိုအေးတာမြန်သွားတယ်သူကကိုလင်းဖန်ဆိုပေမဲ့သူဖန်ထိုးအားလည်းရှိရတွင်းထဲမှာထိုးတဲ့ဒီကဲသားအားလည်းရှိရတော်တော်လေးကိုအေးတာမြန်ဒီကောင်ကတော့ဟိုမိုက်ဘာလို့ဆိုတော့ဒီကောင်ကဒီတစ်နှစ်အတွင်းမှာ error ဖြစ်သွားတာပါဆိုတော့ကျွန်တော်ရှိမှလာပြီးတော့ပြန်လာလဲလို့ရတယ်ဗျ။ဦးပြည့်ရဲ့ရာသီဥတုမှာဖုန်းလေးကိုလုံးဝ email သားကြည့်ရဆိုတော့ကျွန်တော်တို့စိုးစံမှာကိုလင်းဖန်လေးလာဝယ်အားပေးနိုင်ပါခင်ဗျာဝယ်အားပေးမှုကိုကျေးဇူးပြုမိနေရှိပါတယ်ခင်ဗျာ။